ပထမဦးဆုံးနေပါတော့လူနောက်ကပတ်တော့ကျွန်တော်တို့ဖတ်ချင်တယ်ယောမအော်ရစာခန်းချစ်ငယ်နှစ်ကနေ3ရိုမေဟောรูปกพาโดนัทโกโรเมเซโตฟอร์เซโฟคีดิลลีโรเมเซโตฟอร์เซโฟคีดิลลีอาเรดีตาอัตโตตาโตบาคาโรตามูและเยซูคริสต์ผู้นี้มาที่เสียแล้วตาโตบาคาโรตาเดียบะโดตาทีนี่หรออาเรดีตาเลตาตุตาฟอมมาตติบะเลอรีอบาซาเลตาพิตanya aku ni yua melo aku pada we o do ta de ba api anya aki ewo don le ta de ba aku don sinyo kata de ba le ta pitanya aku di tu ta tuตาโตเลตามาลุอัตโตลุลาอัตโตอัลเลทอปวยทองเลปวยดาอปูเลอันเลตาเทดาตาพิตาญาจะมีบามีเทดาสันนี่หรอဒီယောမအော်ရစာကဒီကျမ်းစာကိုရေးသွားတာကရှင်ပေါလုဖြစ်တယ်ရှင်ပေါလုသူ့ရဲ့နာမည်ဟောင်းကတော့ရှောလုပေါ့နော်သူဒီစာကိုရေးတာသူဘယ်လိုပြောမလဲခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာရေးတဲ့စာဖြစ်တယ်။ဒါပါလာကွယ်လီဆိုစီဝေးမေဝဒါစပေါ်လူနေလောနော်။လာတခုလဲလို့တန်ပါနေဒီမေဝဒါဆိုလူအဝဲကွယ်လီခိုင်းနေကွယ်လီဆိုစီခိုင်းနေလာအနာကဆိုင်စုခုဝဲလော်ကီမာဝဲကွယ်ဆိုစီခိုင်းနေရှင်ဘောလို့ရဲ့ဘဝဟောင်းတက်တာကျမတို့နောက်ကပတ်တော်ဖတ်တယ်လို့ဆိုရင်အကုန်လုံးသိတယ်ပေါ့နော်။ तू ကခရစ်တော်မရခင်တော့တကယ်ပဲပညတ်တော်10ပါးတကယ်ဓမ္မဟောင်းတရားကိုတကယ်အရန်လိုက်နာတဲ့လူဖြစ်တယ်။အရန်လိုက်စားတဲ့လူဖြစ်တယ်။အပတ်တကုတ်ပေါ့နော်ဘယ်လိုပြောဘာသာရေးခေါင်းဆောင်တဲ့က तू က member တယောက်ဖြစ်တယ်။အဲ့ခိကဆိုလို့ရှိရင်ဘယ်လို party share တယောက်ဖြစ်တယ်ပေါ့နော်။တကယ်ပညာတတ်တကယ်ဘယ်လိုပြောဘာသာရေးခေါင်းဆောင်တယောက်ဖြစ်တယ်။စပေါ်လူနေတော့လာအခုဒီဆက်စုပြီးဒီမှာနေမျိုးရာဝါပါရီရှေတရားနော်နေပါလာစညာဒီဆိုရှိမေဘာကလာတာမလိုဘော်ရှိနေအဝဲလူပိုထောရလော်တီလော်ရှိသူကဘယ်လိုပြောမလဲခရစ်တော်ကိုသူလက်မခံခင်ခုနပြောလို့ပဲသူနာမည်ရှောလူဆိုတဲ့အတိတ်ပဲတကယ်ကို king ဆိုတကယ်ကိုဝင်းကြွားတဲ့နာမည်တစ်ခုဖြစ်တာပေါ့နော်သူတို့ခေတ်ဒီယောမခေတ်ကပေါ့နော်ပြီးတော့သူကမွေးဖွားခဲ့တာလေတကယ်အဲ့ယောမအင်ပါယာခေတ်ကဆိုတကယ်မြို့ကြီးဖြစ်တဲ့ဒီCharles မှာသူကမွေးပြီးတော့သူကြီးလာတာကDamascus ပေါ့အဲ့မြို့မှာသူကြီးပြင်းလာတာဖြစ်တယ်တကယ်ထူးချွန်ချက်မြတ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်support လူနေမေပါလာအဝဲအတိတ်အမီတော့နော်မီလာဆောလူမီပလန်နေမေဗရာမီလာပတ်တယ်မီလာဒိုဆိုနော်အဝဲအိုပလေဝလာလဝေလာပတ်တော့ဘူးနော်အမေပါလာအစင်နော်तू ကဒီဂလာတိအခန်းကြီးနဲ့အငယ်14မှာ तू ကဘာပြောထားလဲဆိုရှင် तू ကအဲ့ဒီတုန်းက तू ဘလောက်ကြည့်ဘယ်လိုပြောမလဲနိုင်ငံဒီဘာသာတရားပညတ်တရားပေါ်မှာ तू ဘလောက်လိုက်စားခဲ့တယ်လဲဆိုတော့အဲ့မှာ तू ပေါ်ပြထားတယ်သူ့ရဲ့မိတ်ဆွေသူ့ရဲ့ရွယ်သူထဲမှာ तू ကတကယ့်ကိုခုခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲတကယ့်ကိုဘယ်လိုပြောမလဲဘာသာတရားကိုတအားလိုက်စားတဲ့အသက်တာရုပ်ကျိုးတဲ့အသက်တာသူများအမြင်မှာတကယ့်ကိုတင့်တယ်တဲ့အသက်တာမျိုးဖြစ်တယ်support မေပါလာလာအဝဲတာပူတာဘာလီဆိုစီမေပါလာလူတာပူတာဘာတီလို့တော့ပါပညတ်တော်ကိုချိုးဖောက်တော့သူလုံးဝလက်မခံနိုင်ဘူးအဲ့အချိန်ကပညတ်တရားကိုချိုးဖောက်တဲ့လူကဘယ်သူတွေလဲသင်လို့သိလားပွာလာအဝဲပွာလာအမေမာကမဘာတာသူတာဆိုတာဘယ်ဖာနေအဝဲတာဟီဝဲတို့တော့နော်ပွာလာအမကမတာသူတာဆိုတာဘယ်နေမင်းတာဖြစ်ဖာလေနေသိသိညာကြအဲ့ဒီအချိန်ပညတ်တရားကိုချိုးဖောက်တယ်လေယေရှုနောက်လိုက်ပြီဖြစ်တယ်နော်ပွာလာအဝဲမာကမတာသူတာဆိုတာဘယ်လီဆိုစီဘယ်ဖာလေပွာလာပတ်ပြီးပေါ်တယ်ဖာနေလို့အဲ့ဒါသူ့အမြင်ဒါဖះမြင်မဟုတ်ဘူးเนาะကျွန်မပြောချင်တာကျွန်မရဲ့စကလုံးအဆုံးထိနားထောင်ပေးမှနားလည်မှာမဟုတ်ဆိုတဝက်တစ်ပြက်ပဲနားထောင်လဲဆိုလို့ရှိရင်အထင်လွဲသွားနိုင်တယ်
ဘယ်လိုပြောမလဲသူ့ရဲ့ဒီဘာသာရေးခေါင်းဆောင်တွေရဲ့အမြင်ကယုံကြည်သူတွေခရစ်တော်နောက်လိုက်တဲ့လူကပြည့်ညတ်တော်10ပါးကိုချုပ်ဖောက်တဲ့လူတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့တွေကဒီခရစ်တော်နောက်လိုက်တွေကိုသူကတိုက်ရဘယ်လိုပြောမလဲဘာသာရေးပြည့်ညတ်တရားရဲ့အစီအရင်ကသူကတိုက်ရတာဖြစ်တယ်No, kita sih kena ya sila kita no mesti kena terjebur berhubung si kena perkumasa. Sa tela awal waktu itu makam tak sudah sone. Demi le kesayua Amerika bamu no. Waktu itu makam tak sudah sone dah le 10 Amerika bu. 10 me pala elisosi tak sudah sone dah le kuat le elisosi tu di pada. Waktu itu di depan ni terlupa terwet bah. Kalau pala anak saya suka ni awal tapi kalau tak beri pani tepat terus dah. အကယ်လို့ကျမတို့ဒါတကယ်ပြည့်ညတ်တရားကိုကြည့်သုံးတဲ့လူပေါ့နော်ဥမာခုနရှောလာတကယ်အရင်ခေတ်ကလိုမျိုးကျမတို့ဒါပြည့်ညတ်တရားကိုတကယ်လိုက်ရှောက်ကြည့်သုံးတဲ့လူမျိုးဆိုရှင်ရှောလို့ရက်ကမမားပါဘူး။ तू ကဘယ်လိုပြောမလဲ तू ကဂျူးအမြင်နဲ့ကြည့်မယ်ဆိုလို့ရှင် तू လောက်ရက်ကတားမှန်တယ်။ချီကျူးစရာလူတယောက်ဖြစ်တယ်။ယုံကြည်ခြင်းပေါ်မှာမမရက်တည်ရတဲ့တယောက်ဖြစ်တယ်။အမှန်တရားကိုလိုက်ရှောက်တဲ့တယောက်ဖြစ်တယ်။ Kalau mereka wajib dah kuat tak sudah nanti no. Walau lupa lisosi kilo tolong ni kan walau amun nol ni walau ani wang. ဒါပေမဲ့ခရစ်တော်နောက်လိုက်တဲ့သူယုံကြည်သူတွေခရစ်ယာန်တယောက်ပေါ့နော်ခုခေတ်စကားနဲ့ဆိုရင်ခရစ်ယာန်တယောက်ရဲ့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်သူ့လောက်ရကအင်မတန်ပဲဆက်ဆုပ်ယုံရှာဖွယ်ကောင်းတယ်အဲ့ဒီအင်မတန်ကြောက်စရာပေါ့နော်မလုတ်တဲ့အရာကိုသူလုတ်တာဖြစ်တယ် Aku mereka kuat lisosi pano kuat tipu atama ni no. Kita la Allah tak kita la dapat lupa dah do awal lisosi Allah ni dapat tak sudah sampai berapa. ခရစ်တော်ကရောဘာဖြစ်လို့သူ့ကိုပြောင်းလဲပေးတာလဲဘာဖြစ်လို့လဲဆိုတော့သူပြညတ်တော်10ပါးလိုက်ရှောက်နေတာပဲသူစူးစမ်းနေတာပဲဘာပြောင်းလဲစရာလို့လဲပေါ့နော်ခုမြင်နေကြည့်ပါကြည့်ပါအောင်သူ့ရဲ့လောက်ရက်ကဟုတ်တာပဲပြညတ်တော်10ပါးသူစူးစမ်းနေတာပဲသူအကောင်းဆုံးအသက်ရှင်နေတာပဲဒါပေမဲ့ခရစ်တော်ကဘာဖြစ်လို့သူ့ကိုပြောင်းလဲပေးရတာလဲသူ့အသက်တာဘာဖြစ်လို့ပြောင်းလဲဖို့လိုအပ်ရတာလဲ Aku mereka la lisosi atap la do sosolu sopolu atap kita mana mereka la apa tu la agido mana lupa terweda Tama lo pasti dapat lo tolong lisosi lo ni tak sudah kena dapat lo tolong. Pasal lagi pam ni ko lagi saya suka balen lo sopolu atau mune. တကယ်တော့အဲ့ချိန်တော့ပေါ့နော်ဒီ Farid Share တွေဘာသာရေးခေါင်းဆောင်တွေကဟန်ဆောင်တဲ့လူတွေကြီးပဲဖြစ်တယ်လူတွေရှေ့မှာသူတို့ဟန်ဆောင်ကြတယ်သူတို့လုံနိုင်တယ်လို့ဒီပညာတော်10ပါးကိုပဲသူတို့ကျင့်နိုင်တယ်လို့ဟန်ဆောင်ကြတာဖြစ်တယ်ဒါပေမဲ့ဖျားကသိတယ် Nah, tu mereka lagi lo ti lo sini Farid Share ni kan lo. Awak lapangan menyanyi pamasa itu awak lupa cewek lisosi atau sudah tahu tidak pilot tolong pasal nak berkuah dah la kesai yo ada tini me awak tidak meda kuala pamasa Allah Allah salam temawe pilot tolong အဲ့ဒါကြောင့်မလို့ဘောနော်သူတို့ကိုသူတို့ကြည့်ရင်တော့ဟုတ်လာပြီကျွန်တော်လည်းတစ်ခါကြောက်လို့ရှိရင်ကိုယ့်ကိုဟုတ်လာပြီလို့ထင်တယ်လေဒါပေမဲ့ဖျားရှိပါတော့ကျွန်တော်တို့ရှက်စရာပဲ Nah, mereka kita omong lo ti lo sini. Mereka kuala lupa cewek lisosi tak tahu tidak ni mereka kuala sebelum kau bersumur dah no lupa cewek lisosi tak tahu tidak neli mereka kuala munol lo bahasa sana ke mereka kuala saya ada tina lo mesado mana ဒီပညတ်တရားတွေကိုမလောက်ဆောင်နိုင်မှန်းသိလို့ယေရှုကလောကကိုလာရခြင်းဖြစ်တယ်ဆိုတာကိုအဲ့ဒီခေတ်ကဒီခေါင်းဆောင်နိုင်ငယ်ရေးခေါင်းဆောင်တွေကမသိတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ရှောလုကသိပြီးနောက်ပိုင်းသူ့ရဲ့အသက်တာကိုအသက်ပြုပြင်တဲ့အသက်တာနဲ့ပြင်လဲပြီးတော့အသက်ရှင်တော်ကိုကျမတို့ပြီးတော့သူ့ရဲ့နာမည်တော်မှပြောင်းလိုက်ပြီးတော့ဘယ်လိုပြောမလဲဖျားရဲ့အတွက်သူ့ရဲ့အဆုံးထိတည်တဲ့အထိအသက်ရှင်သွားတာကိုကျမတို့တွေ့ရတယ်သူ့ရဲ့အရင်နာမည်ကရှောလုနော်နောက်တော့သူယုံကြည်ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့နာမည်ကိုပေါ်လုလို့ပြောင်းလိုက်တာဘာဖြစ်လို့သူ့နာမည်ပေါ်လုလို့ပြောင်းလိုက်လဲဆိုရင်ပေါ်လုရဲ့အတိတ်ပဲကနှိတ်ချခြင်းဆိုတဲ့အတိတ်ပဲရတယ်အငယ်ဆုံးသောသူလို့အတိတ်ပဲရတယ် humble ပေါ့နော် very small humble ဆိုတဲ့အတိတ်ပဲရတယ်ပေါ်လုဆိုတဲ့အတိတ်ပဲ Mereka kita perlu tahu muni weti pinya saya suki lori pinya we tapi kalau tak lori pani perlu butuh kilo tolong ni macam ni awalnya lo kita no weti nak perlu saya suki atau mati pada lo kami no mereka kita awalnya lo kami ni la perlu ni memang lah
a compagnon ne mi vela ta chi ke to la ta ke la kla do ta cholo ta ni lo na ခုနဒီဓမ္မဟောင်းပညတ်တော်ကိုရှင်ပေါ်လို့ကပြောထားတယ်လေခုနသူနှုတ်ကပတ်တော်မှာဖတ်တဲ့အတိုင်းပဲတေချင်းတရားရဲ့ဥပဒေဖြစ်တယ်တဲ့နှစ်ကောခန်းကြီး3ငယ်6အောက်ပိုင်းလေးမှာပေါ့နော်ဘယ်လိုပြောလဲဆိုရှင် the law of Moses brought only the promise of death the English ကျမ်းစာမှာကျတော့ကျွန်တော်တို့ the law of Moses အဲ့လိုပြောထားတယ်မြန်မာမှာကျတော့သူတို့အတိအကျမဖော်ပြထားဘူးဘယ်လိုပဲဓမ္မဟောင်းလို့ပဲပြောထားတယ်ဒါပေမဲ့ the law of Moses brought only the promise of death. Now me kwala ni so si pu la ki ko wi tu pu ni no awe kwe sa la li ta so la ba ta hi lo la so mo shi ni he su we da the la ta pi ni lo ကျမတို့ဒီနေ့အသက်တာရောကိုကျမတို့ပြန်ပြီးစဉ်းစားကြည့်ပါဦးနော်ဓမ္မဟောင်းတရားမှာကျမတို့ focus လုပ်နေသလားမဟုတ်လို့ခုနဓမ္မဟောင်းချောလို့ရဲ့အသက်တာလိုမျိုးကျမတို့ဓမ္မဟောင်းမှာပဲ focus ရှိလားမဟုတ်လို့ရှိရင်လည်းအတိတ်ပြပင်တော့အသက်တာနဲ့ပေါ်လူလိုမျိုးအသက်တာမျိုးကျမတို့ခရစ်တော်၌ပြပင်တော့အသက်တာမှာအသက်ရှင်နေသလားဆိုတော့ကျမတို့ပြန်ဆန်းစစ်ဖို့လိုပါတယ် no como era de pa porque kwa chala bi ta mu no me pa ko o mu di lo li so shi lo li ta ko na so a me pa ko o mu la Yesu Christ ata pi ta ko bua ဒီမောရှေပညတ်တရားရဲ့ပညတ်တရားကိုကျမတို့ focus လုပ်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာလဲအကျိုးဆက်ကတော့တယောက်အပြည့်မြင်တက်လာတယ်မပြည့်စုံမှုတွေထင်ရှားလာတယ်အားနည်းချက်တွေကိုထောက်ပြတက်လာတယ်ကိုကောင်းအောင်ကြိုးစားလှုပ်ဆောင်နေတယ်လို့ခံယူပြီးတော့မလုံနိုင်တဲ့လူပေါ်မှာအပြည့်မြင်လာတယ်အထင်သေးလာတယ်တခြားလူတွေကိုကိုလောက်မလောက်နိုင်ဘူးဆိုတော့ကိုမှန်တက်လာတာပေါ့နော်အဲ့ဒါကဓမ္မဟောင်းကို focus လုပ်ရတဲ့လူတယောက်ရဲ့အတ္တဖြစ်တယ် me kwala a o mu la ta ko la so la lo li bu ne no porque me pam me so ma ta so so ni porque thi lo ge ba ta sa ba sa no me pa ma ni ba ha ba ta te ba se ba sa ro we me di ba ko do pa me thi kwala amma me di ba ni pa kwa to lo we de pa pa me thi kwala awe ma pu thwe ni ta su la so me ni ba ni pa ka pa thot thot ba ဒီမိုးဆက်ရဲ့ပညတ်တော်ကတော့ဒီမှာဟောင်းချာကျမတို့မေးမယ်ဆိုရင်ကောင်းသလားမကောင်းဘူးလားလို့မေးကောင်းတာပေါ့တအားကောင်းတာပေါ့ဒါပေမဲ့ခက်တာကမေးကွန်းကတင်လုံနိုင်သလားကျမရောလုံနိုင်သလား me kwala ni ta su la so le ni so shi lo li bu ni no agria no agria na ke ne me pu lu ko thwe ni ya me ya de lu ko thwe ni ma ရာကုန်းနှစ်အငယ်30မှာပြောထားတယ်ပေါ့နော်ဒီပညတ်တော်10ပါးတဘာဖို့ချိုးဖောက်တာနဲ့အကုန်လုံးချိုးဖောက်ပြီးသားဖြစ်သွားတယ်တဲ့အဲ့ဒါဆိုဘာမှမပြောနဲ့ကျမတို့ဘယ်လိုပြောမလဲအကုန်လုံးလိုက်လျှောက်ဖို့မပြောနဲ့တဘာတော်မှာကျမတို့လိုက်လျှောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးနော်ကျမတို့ခဏနေကြလို့ရှိရင်ပညတ်တော်10ပါးကိုကျမခဏပြောကြည့်မယ်ဒီထဲမှာဘယ်လိုလိုက်လျှောက်နိုင်တဲ့လူရှိလဲလို့ no me kwala li so shi lo li bu ni ta su la so la ta blen pa u do du tai ba ko kwa pe ta ma lo bon shi bu no ta ma lo bon shi bu ne o ti shi pa me ma ba pe ti o ne pa ma ga ma ba da li aduဥမာနဲ့ပြေးမယ်နော် ဥပမာမခိုးနဲ့လို့ပြောမခိုးဘူးเนาะโอเคဒီဥပဒေကိုတော့မခိုးဘူးဒါပေမဲ့ဘယ်လိုပြောမလဲတခြားတစ်ခုဥပမာထားပါတော့မိဘကိုယူသေးဆိုမပြုတ်ဘူးအဲ့ဒီတစ်ခုကိုချိုးဖောက်တယ်လဲကျန်တာအကုန်လုံးကချိုးဖောက်ပြီးသားပဲနော်ဝဲတမလောပေါ်ရှိနော်နမေမာကမဘာတိတော့ရီယောနမပါကိဖိမေမာကမဘာလေလောကဖိမာကမဘာဆဲလောagar mi yet ahi dur sana please boy mana please boy au phá thôi nào permit tiệp ba phép tự vô lo permit tiệp ba phép tự vô lo tao lưu để phá lên được bạn tao gọi cho lo tao lưu để phá lo tao lưu phá được cái bạn nào phá thôi đâu boy nha là phải tiệp hết dễ rồi tao phá thôi thì mà là đi mòn nào áo chi khi xia chi cái nhà nó và mấy mà ba cho chi nhỉ cái vậy thì đó và mà bao lo mà ကျမတို့အသက်တာမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တစ်ခုပဲချိုးဖောက်ဖို့မပြောနဲ့ကျမတို့အကုန်လုံးလိုက်လျှောက်ပြီးတော့တစ်ခုပဲချိုးဖောက်ဖို့မပြောနဲ့
အဲ့အကုန်လုံးကိုကျွန်တော်ကြည့်ရတာကိုတစ်ခုမှလည်းကျွန်တော်လုပ်နိုင်တာမရှိဘူးရောဘာဖြစ်လို့ဆိုတော့ငါမှတပါအခြားသောဖျားကိုမကိုးကွယ်နဲ့ဆိုရင်ကျွန်တော်တို့ကတခါကြလို့ရှင်ဟိုဖျားเจ้าလာရမယ်အစားတခြားနေရာမှာကျွန်တော်တို့မသွားဘူးလားနော်ရုပ်သူစင်သူကိုကိုဖို့မလုံးနဲ့ဆိုလို့ရှင်လေနောက်ပြီးတော့နံပါတ်3မှာတင်းရဲ့ဖျားခင်ထောင်ရဖျားဤနာမကိုမွတ်သားနဲ့ဆာရဲမမွတ်ဆိုနဲ့ဆိုလို့ကျွန်တော်တို့တခါကြရင်ကျိန်သားပေါ့နော်ဟိုဘယ်လိုပြောမလဲဖျားရဲ့နာမည်သုံးပြီးတော့ကျွန်တော်တို့ကျိန်ဆိုတခါကြလို့ရှင်ကျိန်ဆိုမိတယ်ဥပုံနဲ့ကိုတတ်ရှင်းစေတယ်ဥပုံနဲ့ကိုကျမတို့တန့်ရှင်းစေမယ်ဆိုလို့ရှိရင်ဥပုံနဲ့ကိုကျမတို့ဘာမှလုပ်လို့မရဘူးတကယ်နှုတ်ကပတ်တော်ပဲစိတ်ကိုတန့်ရှင်းအောင်ထားပြီးတော့နေရမယ်ကျမတို့တစ်ချိန်လုံးစိတ်ဆိုးမိတယ်လူတယောက်ကိုစိတ်တူမိတယ်ဒီနှုတ်ကပတ်တော်တစ်ခုချင်းဖတ်လိုက်ကျမတို့မှလွတ်တာတစ်ခုမှမရှိဘူးလွတ်နိုင်တာလည်းတစ်ခုမှမတွေ့ဘူးဘယ်ကွာတာမလောပေါ်ချီလေဦးတော်ဆိုင်ကဖားလဲမြညာရီဘလောကောနေပါခုကစားလာကတဲ့နော်ဝေဘာယောနေစားမြလက်တက်လောလောဘလောကောနေပါထိုးလို့တာတော်ဖီတူတော်လက်ဆိုင်ရမြညာကူနော်ဘလောကောနေပါပဒန်လေရာရမလို့လူတယောက်ကပေါ့နော်ဥပမာပေါ့လူတယောက်ကအမားကျူးလို့နဲ့ထားတော့အဲ့အမားကျူးလို့နဲ့တယောက်ကျမတို့ကဘယ်လိုပြောမလဲ तू မသိဘူးထင်လားကျမအမားကျူးလို့ရင်ကျမသိတယ်သူများလာပြီးပြောကြမလို့ကျမသိတယ်အဲ့လိုပြောပဲလူတယောက်အမားကျူးလို့ရှိရင်ကျမတို့တော့ပြောပြကြမလို့သူ့ဘာသာ तू သိတယ် तू အပြစ်ရှိတယ် तू ပြုတ်မိတယ်ဆိုတော့ तू ဘယ်လိုပြောမလဲ तू သိတယ်အဲ့ဒါကြောင့်ခံစားနေတဲ့လူတယောက်ကိုကျမတို့ကဘယ်လိုပြောမလဲပညတ်တော်ကိုတော့ပြပြီးတော့တုံတင်ဆုံးမမဲ့အစားကျမတို့ယုံကြည်သူတယောက်အနေနဲ့ဘယ်လိုလုပ်ရမလဲဝဲပမေမာမာရာအကိနေပကချာသိညာလောင်တာနော်ဝါကမေမာမာရာသိနေအကချာသိညာလောင်ချတာတော့ဘလို့လာပလေဘာဒီနေချီတော့တဲဝဲသိလာလို့မာရာရဲ့မနော်ပဝဲရာဘောကိပိုတဲ့ဖာနော်ဝါကမေမာမာရာမေပမေမာမာရာမေပပမာရဲ့ဘယ်လိုပြောမလဲသူ့ရဲ့အမောင်ကိုကျမတို့ကတော့ထောက်ပြရင်ဘာဖြစ်သွားလဲဆိုတော့သူကပိုရှက်သွားတယ်ပိုရှက်သွားပြီးမျက်နှာမပြရဲဘူးဖျားเจ้าမလာရဲတော့ဘူးဘယ်လိုပြောမလဲဖျားနဲ့သူနဲ့မထိုက်ကြတော့ဘယ်လိုသူခံစားလာရတယ်ဖျားရဲ့လူတွေနဲ့သူတို့လည်းအတူလက်တွဲဖို့မလုပ်သင့်ဘူးရှောင်ပြေးချင်လာတယ်ဘာလို့လဲဆိုတော့သူကပြညတ်တော်ကိုတွေ့တယ်လေတွေ့တော့သူ့အမြင်နဲ့အပြစ်တွေမြင်ပြီးတော့သူ့အပြစ်တွေကိုသူဝဲအဲ့ဒါတွေနဲ့ပဲခံစားပြီးတော့ဖျားနဲ့ဝေးဆုံးဖက်ပြေးချင်တဲ့စိတ်ဖြစ်ပေါ်လာတယ်ဆဲပေါ်ကမာလာရှုံတော့လေပစီတလေဒီနေ့ဒီနေ့ခေါ်တော့ပါလာတော့တကမားလေးနော်ဝဲပမင်းမာဒီခေါ်နေဝဲတဲ့ကမ္ဘာရှာလောတာတာချီလောတာနော်မိခဲတော့ပြေဆိုတော့ကုလဘာဝဒီနေ့ကျေတော့တာသိဘူးနောက်ပြီးတော့နောက်ဘယ်လိုပြောမလဲလူတယောက်ရုပ်ဆိုးတယ်ထားတော့အဲ့ရုပ်ဆိုးတဲ့လူတွေဥပမာကျမရုပ်ဆိုးတယ်ကျမကိုသိတာပဲကျမရုပ်ဆိုးတာမှန်ကြည့်တယ်ကျမတွေ့နေတာပဲဒါပေမဲ့စက်ကတော့သူကကျမဒီမှာကြည့်မှန်ကိုကြည့်လိုက်စမ်းနေဘလို့ရုပ်ဆိုးလဲတော့ပြောကျမဘယ်လိုခံစားရမလဲကျမရှက်တာပေါ့နော်အဲ့လားအဝဲဒီတော့ရပါလားတို့ရီတို့လာနော်ရကွာလို့ကလာပြီးတန်းသေးကြပါမလို့လာတော့ဒီအဝဲအတို့ရမ်းမှုလေးဟဲ့တော်တယ်နေကလာပြီးကွာလို့လည်းဘောကြီးကွာလို့လည်းဒီကလာပြီးတို့လာအဲ့ဒီလေတော့မိမာရီတဲ့လေတော့ရေကမဲဆာလို့ရတာတော့ကျမမန်တဲ့ကြည့်လေကျမရဲ့အပြစ်အနာစာရမြင်လေပုံမှာပုံနာစပေါ့ဒီနာစပေါ့အကုန်လုံးကြာကြည့်နေကြာမြင်နေပဲအပြစ်ကိုကလေနော်ဒီတော့ဘကွာမချီကလာဘူးဘကွာလောဘမဲသာတော့မေအလာဘလဲဝါဘလဲနော်တော့မေဒီနေ့တော့လီဆိုစီle me qua yi yi na wen ti lo de le ba ka ma le le no မေရောခုနကလည်းသူပြောတယ်လို့ပြောပါတယ်ဒီမှာဟောင်းချမ်းကိုကျမတို့ focus လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကျမတို့အပြစ်ကိုပေါ်ပြတယ်ကျမတို့အပြစ်ပို့ပြီးတော့ကိုမြင်လာတယ်ကိုအားနဲ့ချက်ကိုပို့ပြီးမြင်လာတယ်အထူးသဖြင့်ကျမတို့မရင်ကျက်သေးတဲ့ယုံကြည်သူမရင်ကျက်သေးတဲ့အသက်တာဆိုလို့ရှိရင်ကိုတော့မုန်းသွားနိုင်တယ်ငါလောက်တာမဟုတ်ဘူးငါလောက်တာတကယ်အဲ့လိုမျိုးဖြစ်ပြီးတော့ကိုလေမုန်းသွားတတ်တယ်အဲ့ဒါကကျမတို့တဲ့အရန်အန်ဒီရများတဲ့အသက်တာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့ခုချိန်ဆိုရင်ဆူဆိုက်ဖြစ်တယ်ဆူဆိုက်ဆိုကိုမုန်းလို့ကိုတက်တည်ကြတာအဲ့လိုမျိုးဖြစ်တာတော့သူမကွာလာလီဆာစီပတိဒီကွာဒီပတိလာတာကမလာသူမင်းကွာခူခိုးလာအတတူလောတော်လောပါလေမောနော်သူမကွာချင်းတဲ့ကမအခုသာနေကွာအားရကတဲ့ကနေနော်တီလောရတာကမလို့နေမှာတီလောချမ်းသာအဆိုးဆုံးကကျမတို့နှုတ်ကပတ်တော်မှာလည်းပေါ်ပြထားတယ်ဒီလုကာ9:36-39မှာ
ဓမ္မဟောင်းမှာတကယ်တရားမှာတည်ရဲ့လူကခရစ်တော်တရားမှာတည်လို့မရဘူးဆိုတာပေါ်ပြထားတာပေါ့နော်သူပြောတာအထယ်ဟောင်းကိုအထယ်တဲ့နဲ့ဖာလေးမရှိဘူးတဲ့ဟောင်းတော့တည်ဘူးမှာစပြည့်ရဲ့အစ်ထက်လို့မရဘူးတဲ့အဲ့ဒါခရစ်တော်ရဲ့ပေးထားတဲ့ပုံဥပမာခရစ်တော်တရားကိုယူမယ်ဆိုလို့ရှိရင်ဒီဟောင်းတော့အရာကိုကျမတို့အတူတူတွဲထားလို့မရဘူးဆိုတော့သူကဥပမာပေးသွားတာဖြစ်တယ် Tala anak tu la kita mau boleh pemi lupa tali sosial lalu ni boleh dah sakit dewa. Awak itu awak hiwa do mau apa nak di sosial bu hiwa do nak. Cikala tahun ni pakai cakla cikala yang kita lalu ni pokok apa belum ada. တခင်ခရစ်တော်ကဘာဖြစ်လို့လူလောကကိုဆင်းသက်ရတာလဲအဲ့ဒါဘာဖြစ်လို့လဲဘုရားသခင်ကဒီမိုးဆက်ကိုသူကိုယ်တိုင်ပေးလိုက်တဲ့ပြည့်ညက်တရားဟာကောင်းလုံးပေမဲ့ကျမတို့လူတွေကမမီနိုင်မှန်းသိလို့မဖြစ်နိုင်မှန်းသိလို့ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုကျမတို့အကုန်လုံးကိုပြန်ပြီးတော့ဘောနော်ခေတ်စကားနဲ့ပြန်ပြောမှဆိုလို့ရှိရင်ဘယ်လိုပြောလဲသူ့ရဲ့နီးဗျူဟာအစ်စ်တခင်ယေရှုအားဖြင့်ကျမတို့ကိုနီးဗျူဟာအစ်စ်ပေးလာခြင်းဖြစ်တယ် awak lisasi Allah ni kesaya dengan kesaya awak itu lah semua sih. Pasal nak ini agi nak ini perlu bocor dan ni bahawa tadi awak pagi lalu lisasi itu lagi suci dalam buah. Pembela tak tu lah musim buah kekan ini mana. Akhir awak kena nak solve lah pakaiนี่เกต้ามีข้อဒီလူသားတွေပေါ့နော်ကျမတို့အကုန်လုံးကိုပြည့်ညက်တရားရဲ့စီရင်ချင်းမှာကဲနှုတ်ပြီးတော့ဘုရားဘယ်လိုပြောမလဲကဲနှုတ်ဖို့အတွက်သူ့ရဲ့တပါးလေးတော့တားတော့ဘူးဘယ်လိုပြောမလဲကျမတို့စီကိုစေနှုတ်ပြီးတော့အဲ့အပြစ်တွေအားလုံးကျမတို့မှာရှိတဲ့အပြစ်အားလုံးကိုသူ့ရဲ့တားတော်မှာခံစေပြီးတော့ကျမတို့ကိုနီးပြဟာအတက်လက်သူ့နားကိုခေါ်ဆောင်ဖို့အတွက်သူ့ရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တယ် Saya kalau lelah pun ini lagi tu, peta dia pasal ni kepala lagi saya suka tu, di tiga dan saya suka tu kepisau di bawah ini di bawah tahu di bawah ini, ni kena pun. ဒီဘယ်လိုပြောခရစ်တော်ရဲ့နောက်ဆုံးချိန်မှာသူပြောခဲ့တဲ့စကားကအဲ့ဒါပြည့်စုံသွားတာလေခရစ်တော်ရဲ့နောက်ဆုံးချိန်မှာသူပြောတာအမှုပြီးသွားပြီတဲ့ကျမတို့မှတ်တဲ့ငါအငယ်ဆက်ခုံတစ်ချက်လောက်ဖတ်ကြရအောင် Matthew seru ye seru sini na, ini kisah suki. Dia tu laki kita le susinya lo na, tak kelo ni. Matthew 50 khổ Matthew seru ye seru sini. Tato megi, lui te pa agni megi, ye ha mahawo oni, kita semua ni. Temi ba ye ha mahawo ba, me ye ha ma leto poto, me ye ha ma leto poto lo. Nào tụi mình Yoma to nase ne ta chalo pian phe ba the way kan roommate sadot sabuki si tulakizkina roommate sadot sabuki si tulakizki mahadini do tanya tepata pato palu oleh jua meba ajwa menya ba le tato le atama aku loya ba ari di tatenya tate ba hewelo tato lo me khakini di yua atato ta lo la hew la so yua atato ta lo la he ba le tato ni o flower le tato do wi te pa di ata ari di kusita to yua tato lo le tan na Yesu Christ Yesu kwa kele do ba le kwa na ta de pa kele alu lo ari di ta to lo so ba အဲ့
မှာပြောထားတာပေါ့နော်ပညာတရားကဒုစရိုက်အဖြစ်ကိုထင်ရှားစေဒီဖြစ်တော့ကြောင့်ပညာတရားရဲ့အကျင့်အပြင်ကျမတို့ကဘုရားခင်ရှေ့မှာဘယ်သူမှဖြောင်းမချင်းမလို့မရောက်ဘူးတဲ့ဒါပေမဲ့သခင်ခရစ်တော်ကြွလာတာကျမတို့အားလုံးဖြောင်းမချင်းရောက်ဖို့အတွက်ပညာတိကျတဲ့အနာဂတ်တိကျအကုန်လုံးပြည့်စုံဖို့အတွက်သူလာတာဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးသူအသေးခံတဲ့အချိန်မှာအမှုပြီးသွားပြီတဲ့သူအမှုပြီးတာသူကိစ္စမဟုတ်ဘူးကျမတို့အတွက်အမှုပြီးသွားပြီဆိုတော့ပြောတာဖြစ်တယ် Ba me kwa le so si room me sa de kisi bu pe ne ka la po we da kele no pa ma to ba lu ta te ba o ko ta ne sa shu ki hello we tu ti pa la po wo ni ko ka to ko lu ki do la a ti pe tu shi ya lo da ko la ki ta no me da kele wi ni da kele wi ni me la no sa da wa ba me la po we da te pa wo ဒါဆိုလို့ရှိရင်ကျမတို့တချို့တွေကမင်းပါဘူးเนาะနောက်ကပတ်တော်နဲ့ကျမတို့ထောက်ပြတတ်တယ်ထောက်ပြနိုင်တယ်ကျမတို့ဖတ်ကြအောင်ရှင်းရဘယ်လိုပြောမလဲရှင်းရကုတ်ခန်းကြီးနှစ်ငယ်လေးမှာကျမတို့ဖော်ပြထားတယ်မဖတ်နဲ့တော့ပါเนาะညီကိုတို့တစုံတယောက်တော့သူဒီငါဒီယုံကြည်ခြင်းရှိ၏ဟုပြောတဲ့နေအကျင့်ကိုမကျင့်ဘဲနေရင်အပယ်ကျိုးရှိသည်။ထိုယုံကြည်ခြင်းသည်ထိုသူကိုကယ်တင်နိုင်တယ်လို့နောက်တစ်ခုကယာကုပ်နှစ်26မှာဝိညာဉ်နဲ့ကင်းသောကိုယ်သည်အသေးဖြစ်တဲ့ကဲ့သို့အကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်၏ဆိုတာတခါပြန်ဖော်ပြထားပြန်ရောဒါပေမဲ့ဒီအကျင့်ဆိုတာကကျမတို့ဓမ္မဟောင်းအကျင့်ကိုပြောတာမဟုတ်ဘူးယေရှုနဲ့အသက်ပြုပြင်တဲ့အသက်တာယေရှုပြုပြင်တဲ့ယေရှုပေးတဲ့အကျင့်ကိုပြောတာဖြစ်တယ်ယေရှုအသက်တဖန်ပြန်လဲလှုပ်ဆောင်ပေးတဲ့အကျင့်အဲ့ဒီအကျင့်ကဘာတွေလဲသူရဲ့အလိုကဘာတွေလဲဆိုကျမတို့ဆက်လက်ပြီးလေ့လာကြရအောင်we le li so shi bu plastic we la nga de mi yo na pa la na da ba sa na ki me to lu ko thwe ba me ma thwe ba tan na me ro lo tan ma ba ni me da ta ki lo pa me kwa da ta khai lo pa ba ma lo na ki de tan ma de khai ni de me lo pa ba ma thwe da so da so lo li de pa ba na me da pa ba ma pu thwe da sai su kri a clear la a hila pa la to de ဘုရားသခင်ယေရှုရဲ့နိဗျူဟာအသစ်က the Lord of life la ta to la so ni me we na ta to la so la ta mi ta to ကျမတို့ဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး73ငယ်34ကိုကျမတို့ဖတ်ကြည့်အောင်73ငယ်34yo ha sedo sita sepersilui na bukan aku bani yo ha sedo sita sepersilui yehe dilata malu authority dito tik elo pilo kita seko di yes you aso dito tik elo pilo kita seko lo နောက်တစ်ဖက်ပြန်လဲလိုက်ဂလာတိ54မှာဒီဘက်ချမ်းဂလာတိ54 Pagka personal kelati sedoye sebersih kelati sedoye sebersih already tato kele le top le tato the boy pa o le le khale e odi le elo le ta to ne ki ဒီခုနယောဟန်ခန်းကြီး73မှာရောဂလာတိ9မှာရောနောက်ထပ်မှတ်တဲမှာလည်းဖော်ပြထားတယ်အခန်းကြီး20 34 40မှာပေါ့နော်ခြောက်ဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ရမယ်အဲ့ဒါကပညတ်တော်သူ့ရဲ့ပညတ်တဲ့ကျမ်းအရေးကြီးတဲ့ကျမ်းတစ်ချက်ဖြစ်တယ်နံပါတ်2ကကိုနဲ့ဆက်ဆိုင်တဲ့သူကိုနဲ့အမြချစ်အဲ့ဒီကျမ်းတစ်ချက်ကဘယ်လိုပြောမလဲပညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းရဲ့အချုပ်ချာသူ့ရဲ့ဘယ်လိုပြောမလဲပညာအသစ်ဖြစ်တယ်ကျမတို့ကိုပြန်လဲပြီးတော့ပေးသွားတယ်ဘုရားသခင်ပေးတဲ့နည်းဗျူဟာအသစ်ပညာအသစ်ဖြစ်တယ်တာတလာတော့အစောလန်ဆိုင်ရဟိလာပါလန်ဆိုင်စကရီပူလီမေဝဒါပကပါအေယောပကဆာလပတုကိစတာလေတော့ခိခိစနေပကပါအေပွာလပတုကိပေအလောပတာတော့ဒီမတ်တဲ7:30မှာပေါ့နော်ယေရှုကပြောထားတယ်ငါထံမှာနေခံကြပါတဲ့ငါရဲ့နီးကလွယ်တယ်တဲ့ငါရဲ့တဘိုးကထမ်းလို့လွယ်တယ်တဲ့ဘာလို့ဆိုကျမတို့ပညာတော်ဆယ်ဘာလို့ကျမတို့ထမ်းမယ်ဆိုလို့ရှိရင်တအားလေးတယ်နော်ခက်တယ်မလုံနိုင်ဘူးဒါပေမဲ့သခင်ယေရှုခရစ်တော်ရဲ့နီးဗျူဟာအသစ်ကကျမတို့လက်လျှောက်လို့လွယ်တယ်ဘာလို့ဆိုချစ်ချင်းမြတ်တာအရာအလုံးဖုံးလွှမ်းသွားနိုင်လို့ဖြစ်တယ်နော်ဘယ်လိုကွာဆက်ရှိပြီးဟလာပါတာတော့ကတော့အတော်လေးမေဝလာဘဘာအဲမဆိုင်ဝါတော့ဘာအဲပေါ်လာဘကတော့ပ
me mala ko nok sa le ko we no basa na ke lisosi ko ta no sa su ke ta to de we pala ta wita yo ta ko ke la de ha su ke do do bu lo ko la awer chana malu ta le yo mo na malu ta le sa su ke yo sa su ke a kle ni wa yo no Now the Moses the Mahauja seeing chimpede, a bit popia chimpede, so yin chin and people was there, now some Beijing Diana so that now brought Maru at that time, but Duma piano direct set when she, the Mahauja tomorrow paint the diamond, oh, the piano set them as Russian who would be on that, Pia you got harder to the လူကိုမှကျမတို့စီတွားပြီးတော့သူကနေတစ်ဆင့်ကျမတို့ဖျားကိုဆုခုဖျားကိုဆုတောင်းပေးပါအဲ့လိုပြောရတယ်အခုခေတ်စကားနဲ့ဆိုလို့ရှိရင်ကျမတို့ဓမ္မဆရာစီတွားရတာပေါ့နော်တချို့တွေကြတော့ကိုယ့်ရဲ့အသက်တာခရစ်တော်၌ပြုပြင်ခြင်းမရှိတဲ့လူကကိုတောင်းလို့ရှိရင်မပြည့်စုံဘူးလို့ခံစားပြီးတော့ဓမ္မဆရာတွေစီတွားတယ်ဟိုဖြောက်မှတ်တယ်လို့စိတ်ထဲမှာခံစားရတဲ့လူစီကိုတွားတယ်ဒါပေမဲ့ကျမတို့အဲ့ဒါတွေမလိုတော့ဘူးတခင်ယေရှုကျမတို့လာခဲ့တာတင်ဖြစ်တည်မှုအတိုင်းပဲလာခဲ့သူက welcome ပဲဘလို့ပဲဖြစ်ဖြစ်ဆုတောင်းမငင်းပါဘူးကျမတို့ဟိုလောကကြီးမှာတန့်ရှင်းတဲ့လူလည်းဘယ်သူမှမရှိဘူးအဲ့ဒါကြောင့်ကျမတို့ဟိုထွေထွေတူကြားလို့ဆိုတာမလိုပါဘူးဖျားတဲ့ခင်နဲ့ကျမတို့ကြားရဆက်သွယ်လို့ရတယ်me cuál es esa sí lo le pone no porque le chila ta que sai va te lo pone chila te va porque va chi cualita de pa no porque va libro de pa chi te va da que sai va porque te lo va ta más pasa que me la licencia a todo pone no pues me pe do te la que sai va te ni lo pone no အဲ့ဒါကြောင့်လို့ကျမတို့အဲ့လိုမျိုးဖျားနဲ့ဝေးအောင်လုပ်တဲ့စာရရဒီဗျူဟာကိုကျမတို့အသက်တာမှာခွင့်မပေးဘဲနဲ့ဖျားစီကိုဘယ်လိုပဲဖြစ်ဖြစ်တိုးဝင်ကြရအောင်နော်เมื่อก่อนที่กระปาดได้ปากมาบอกที่หลอกได้มากเนาะบ้านศาสนากินนี่ป่าชูคือตาดอกกระตุ้นแล้วใส่ป่ะเล่นอยู่หรอสิโอ้ကျမတို့ရဲ့မပြည့်စုံခြင်းအပြည့်တဲ့ကိုလုံးမိတဲ့အရာတွေအဲ့ဒါတွေကိုကျမတို့ငုံကြည့်ပြီးတော့ဘယ်လိုလဲအဲ့ဒါကိုပဲသိငင်နေမဲ့အစားအဲ့ဒါတွေကစားတဲ့လက်ကွက်ဖြစ်တဲ့ကြောင့်မလို့ကျမတို့အဲ့ဒီဟာတွေကိုအာယုံပြုတ်ပြီးတော့အဲ့ဒါတွေပဲတွေးပြီးတော့အာယုံစိုက်နေမဲ့အစားသွားလိုက်ကိုအဖေစီမှာကိုရိုးရိုးရှင်းရှင်းလေးဟိုဘယ်လိုပြောမလဲတိုးဝင်တယ်လို့မျိုးပဲရိုးရိုးရှင်းရှင်းပဲတိုးဝင်ဖို့ဖျားခင်အလိုတော်ရှိတာဖြစ်တယ်me cuando petao mu putar me pura palo di petar le pura ko pa me tu chi ta chi da me hu ke baki ne me ra mu ko li a cha pa sa ni no me ra mu ko li a kle ko na a ma ji yo pa da sa ya no mo pa ka pa shu sa no le su sa yo he su sa yo no peta de pa me a the le ba sa na ke su sa yo awe di la pa ki la ko mo pa hi no pergi di level ni mob pergi lelang saya aku lata tu kita dua lata tu kita le တခါတလေကျမတို့ဒီလူအဖွဲ့အစည်းတွေဘာသာရေးအဖွဲ့အစည်းတွေကအစည်းပေါင်တွေကနေကျမတို့ချုပ်ထားတာရှိတတ်တယ်ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းစီးမင်းစည်းပေါင်တွေကတင်နဲ့ဖျားခင်မြစ်တာနဲ့အတင်းတော်မှာရှိတဲ့ရေကုန်မောင်နှမတွေနဲ့ဝေးကွာစေတဲ့ခံစားချက်မျိုးကိုပေးတယ်ဆိုလို့ရှိရင်တော့အဲ့ဒီစီးပေါင်တွေကဖျားလိုနဲ့ကြိုက်လာမကြိုက်လာဆိုတာတော့ကျမတို့ပြန်ပြီးဆန်းစစ်ဖို့လိုအပ်ပါတယ်နော်ဒီကွာတတ်တော်ဆောတာဘလို့နော်le ta upu paloe te no to lo la te ta to ya ta to awe ta upu ta le to no mo no pe le kwa ni pe le mak ma la ni pe pa ma gi ni pe pa ma gi ni a ko ro lo ko wo no ko ro ko wo lo ki ro ta lo be sha lo ko wo do pe kwa ti no ta so ta bla la pa lo ni pa ni mi an ma ji yo pa de sa yo a ma bu lo pa de sa yo a le po kwa chi kwa cha lo mi ko mo porque le la he la sa yo a hi bu la ta tu ta du lo per tu kwa ta bla ni pa ni mi kwa ta bla ni pa ni di lo me sa di ke ha ta tu chi ta chi lo bo di pa ke ji yo da sa yo loကိုညီကိုတငယ်ချင်းကိုမောင်နှမတယောက်ယောက်ကဘယ်လိုပြောမလဲလမ်းမရောက်နေတယ်ဆိုလို့ရှိရင်သူတို့လက်တွဲခေါ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့မြတ်တာပဲပြပါပညာတော့မပြပါနဲ့ပညာပြလို့ရှိရင်သူသိတာပဲအဲ့ပညာတရားတွေသူနားလဲကျမတို့ပြကြမလို့ဒါပေမဲ့မြတ်တာပြပါသူ
သူ့ကိုဘယ်လိုကျမတို့ဘာကိုညီပေးနိုင်လဲဘာလုပ်ပေးနိုင်လဲကိုလုပ်နိုင်တဲ့အရာကိုပဲကိုလုပ်ပြီးတော့မေတ္တာပြလို့ရှင်သူ့အသက်တာကဘုရားပြည့်ပြည့်သွားမှာဖြစ်တယ် Rồi bên mình chỉ bắt đầu phụ với là mà ta tụi ta có mặt lọt pin này. Tôi suy tính là giàu ta số ta số ta lười rồi. Bên mình giàu ta số ta lười bao nhiêu. Bên mình ta mà phải chiều đó với cái gì đó cái sao rồi mình khó. Một gặp giàu là ta ta phi là một quê cái pha sư bộ nó sờ lụi của nó. ဘယ်လိုပြောမလဲကျမတို့အရောက်ချင်းစီတဲ့ကို့အကျင့်ကိုပြန်ကြည့်ရင်တော့ကောင်းတာတကွက်မှမရှိဘူးချစ်စရာတကွက်မှမရှိဘူးဟုတ်တယ်မလားအကုန်လုံးပြန်စဉ်းစားကြည့်ဖို့နော်ကိုသူများကိုကျမတို့ဟန်ဆောင်လို့ရပါကိုယ့်ကိုဟန်ဆောင်လို့မရဘူးကိုယ့်ရဲ့အကျင့်ကိုပြန်ဆန်းစစ်ကြည့်လိုက်ရင်ချစ်စရာတကွက်မှမရှိပါဘူးဒါပေမဲ့ဖျားတခင်ကဘာဖြစ်လို့ကျမတို့ကိုချစ်လဲအပြစ်ရှိနေရတဲ့တောင်ချစ်တာပဲကျမတို့ကဘာဖြစ်လို့သူများကိုဘာပြောစရာရှိလဲဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး Rồi mấy quan là gì ta bu nó về ta là bằng mà đi pha gì bác lo ta bác rồi mấy quan này bác chỉ mà cô mà nó đi là ta cầm mai lên là bằng mà ကျမအမျိုးသားတစ်ခါပြောလို့တော့နော်နင်တို့စိတ်နဲ့ဗျာချီးပေးအဲ့လိုပြောမယ်ကျမတို့အသက်တာတကယ်ချီးပေးနေတဲ့အသက်တာတွေပဲအကုန်လုံးအဲ့ချီးပေးနေတဲ့အသက်တာတကယ်ညစ်ပတ်နေတဲ့အသက်တာကိုကျမတို့တခင်ရွှေသွေးတော်နဲ့သူ့ရဲ့ချစ်ချင်းနဲ့တာနဲ့အကုန်လုံးဆေးပေးပြီးတော့တာဖြစ်တယ် nó tại ta hoàn thì ta rồi ta xài mà nó lại thì đó bác vào cái tay ra xin lỗi mít rồi đó con này tao mua này tại đây phát cái show thế gì bạn nó là gì đó bác ở tay ta xin thì hơn အဲဒါကြောင့်ကျမတို့အသက်တာမှာဘာလို့သူများကိုစီရင်ရမလဲဖျားရဲ့ဂယုဏမေတ္တာကြောင့်မှမဟုတ်ဘူးရှင်တင်နဲ့ကျွန်တော်အားလုံးကလူတွေရှိမှဘလောက်ပဲဟန်ဆောင်နေပါစေနော်ဘလောက်ပဲကောင်းတော်ကိုဘလောက်ပဲအကျင့်ကောင်းနေကြင့်ဘလောက်ပဲဟန်ဆောင်နေပါစေဖျားရှိမှတော့ချီးပေးနေတယ်